စာဆိုလဲစိတ်မပါလူကြီးကျုံဆိုတာဖြစ်ဖို့ဝေးပြီလေသူငယ်တန်းလေးချအိမ်မလဲခွာစားဒီနေ့ကုန်ထိုင်လို့တော့မဟုတ်ဘူးမရတဲ့စိတ်ကံလို့ပါဘူးဟောဆိုတာဒီတိုင်းနဲ့သူကပတ်စံရှိတဲ့တန်းနဲ့ကကောင်းလေးနေလေစားအိမ်ပြန်စားပြီးစားတဲ့ကံပြန်ရောက်တဲ့ခေါင်းကဟာခံရဲ့နောက်ခုန်တန်းရဲ့အောက်မှာငုတ်တုတ်ကလေးမိုင်းအိမ်ငါမီချေတမ်းမိုင်ဆရာမရဲ့ရွှေချိန်လုံးခါစားရပြီဒီကနေ့ရုံးကန်မရောက်လို့တော့သေးရမယ်အတွေ့အကြုံတွေလည်းအများရမယ်ထင်ပြီးတော့ကျွန်တော်ဒီခီးကိုရွေးချယ်ခဲ့တယ်တကယ်တော့ထင်တယ်လို့မလို့ဘူးပြရင်းပြင်မယ်ကြိုးစားပါအခက်အခဲတွေများစွာနဲ့ရှောက်ရတဲ့လမ်းတွေလို့အခက်တွေ့တာမဆန်းပါဘူးစိတ်ထဲကြံ့နေဖို့လည်းမလိုပါဘူးဝေးကြတဲ့မိုးတန်လေးနဲ့စားခဲ့ရတဲ့ဘဝမို့လို့အခက်အခဲတွေရှိသွားရင်တော့မှကောင်းလို့ကြော်ဖြတ်သွားနိုင်မှာကျွန်တော်တို့ဒီနေ့ရောင်းရည်ရမှာဖြစ်ပါတယ်